တဲ့နည်းပညာတွေနဲ့အတူဆောင်လန်းပြနေတဲ့ Vivo Mobile တွေမှာကျွန်တော်တို့ပြကြတဲ့နေရာတော့ဒီတိုင်းမှာဒီ900 500ကျော်မှာကျွန်တော်ကျွန်တော်အခုကိုင်းကြည့်ပြီးတဲ့အချိန်မှာ first impression စကားသုံးလုံးနဲ့ပြောရမယ်ဆိုရင်professional elegant နဲ့ fun ပေါ့နော်အဲ့လိုသုံးမျိုးပြောလို့ရတယ်ပေါ့ဟုတ်တယ်လီလန်စ်ပေါ့တယ်လီလန်စ်နဲ့ကျွန်တော်ခီးတွေသွားပြီးတော့အဲ့လိုမျိုး landscape တွေပြီးတော့ဒီလိုညဘက်ပေါ့နော်ကောင်းကင်ကိုရိုက်ကြည့်ရမျိုးအဲ့လိုစမ်းကြည့်ချင်ပါတယ်အခုပြောပြသွားတဲ့ဒီ camera feature တွေမှာဆိုလို့ရှိရင်အကြိုက်ဆုံးကဒီ live photo တွေကနေပြီးတော့ဒီပုံတွေကို erase လုပ်လို့ရတယ် blur တွေ erase လုပ်လို့ရတဲ့ဥစ္စာပေါ့ဒါတော့ဒီသူက industry first လို့ပြောသွားတယ်အဲ့ဒါလေးကိုတော့စမ်းပြီးတော့သုံးကြည့်ခြင်းပဲပေါ့နော်အဲ့ဒါလေးကိုသဘောကျတယ်ဟုတ်